သမီးအမေပြန်မယ်နော်သမီးကိုယ့်ယောက်ျားကိုဒီလိုမျိုးလက်မပါနဲ့နော် မင်းပြောပါသမီးသူ့ကြည့်မရပါဘူးဆို အော်လာပြန်ပြီကြည့်ရအောင်ကြည့်အော်တာအမေအိမ်ကိုလေစီပိုင်းနေပို့ဖို့မိနေတယ်နဲ့တူတယ်သားလေး อ๋อဟုတ်မေအခုပဲပို့ခိုင်းလိုက်မယ်နော်မေနော် အေးပါပြီးရော95နော်95အေးအမလေးသားရဲ့အမေလေးသမီးကိုကိုဝင်းနဲ့မြင်ရတော့ဘယ်လိုကိုဝင်းသာသွားမှမသိဘူးသားရဲ့တကယ် ပြောအောင်မယ် အေး တိုက်ကလေကိုဝင်ကအမွားဘူးလေ အမွာဘူးဟုတ်တော့အမလေးအဲ့ဒါဆိုအမေက2ယောက်ဒီလိုလေးချီရမှာပေါ့ ဒါဘောမေရဲ့အားလေးလေကလေးအဖေဖျားတော့မဲဆိုတော့အရန်နဲ့ဝမ်းသာတာပဲမေရဲ့ ဒါပေါ့သားရဲ့ဒါပေါ့အမလေးသမီးနဲ့သားကိုလေ ဟယ်လိုမဘယ်နားမှာတော့အမပြောတင်ကုတ်တရပန်းချမ်းမှာဆိုကျွန်တော်နဲ့နေပြီ ဟဲ့ငါဒီပတ်ချံရဲ့အပြင်အောက်မှာငုတ်တုတ်ကြီးထိုင်နေမတွေ့ဘူးလား ဟာအမလည်းအပြင်ဆိုဒီမှာအပြင်နေညာကြီးပဲဟိုအမလည်း ဟိုတော့ဒီမှာကြည့်ပန်းချံရဲ့အပြင်အကြီးဆုံးရဲ့အောက်မှာထိုင်နေတယ်ရှာပြီးမှလာခဲ့နော် အာအေးဟုတ်ပြီအပြင်ကြီးဆုံးပြင်နေဘယ်နားမှန်းတော့မသိတဲ့ဟာ ဟဲ့ငါလေနင်ခေါ်လို့တာလားတာတော့ဟိုနင့်မောင်နဲ့တွေ့ရမောင်လေငါတကယ်ကြောက်တယ်သိလား အမလေးကြောက်တယ်တာပြောတာပါလေသူခမရလေးတစ်ခါမှမဝတ်ဖူးတဲ့အင်ဂျီတွေနဲ့လာတာပတ်တာနဲ့လာနေလိုက်တာဘာမှကြောက်စရာမလိုဒီမှာကြည့်ငါမောင်လေးကနင့်အကြိုက်ဟိုလေကြီးပြီးမှလေရှေဟမ် ဘယ်လိုကြည့်ပြီးမှရှည်တာတော့ အော်ရှင်ကလက်နာသွေးမသွေးပါနဲ့ဒီမှာကြည့်ကြီးတယ်ဆိုတာသဘောထားကြီးတယ်ရှည်တယ်ဆိုတာကစိတ်ရှည်တယ်လို့ပြောတာပါအေး နင်လည်းအဲ့လိုပြောပါဟဲ့အနောက်ထားတယ်ဟဲ့ ဒီမှာငါမောင်လေးကလေငါစကားတခွန်းဆိုရင်တခွန်းပဲပြီးတော့လေနင်းနဲ့ငါနဲ့ကမူဂျူကလေးကပေါင်းလာတာဆိုပေမဲ့သစိမ်းကသစိမ်းပဲဖြစ်နေတော့အမျိုးတော်သွားအောင်လို့ငါမောင်လေးနဲ့နင်းနဲ့ညာသားရဲ့အမျိုးတော်သွားပြီဘောလို့ ဩနင်ကလည်းဘာပြောနေမှလည်းမသိဘူး ဟဲ့မယူဘူးလား ယူမဲငါလေအဲ့လင်ကိစ္စနဲ့ပတ်သက်လို့ရှင်ဟိုးငယ်ကလေးအခုချိန်လေးလေဘူးပိတ်နေတာအခုတော့နင်ကလေနင့်မောင်နဲ့ငါ့ကိုပေးစားမယ်ဆိုတဲ့ခါကျတော့အေးငါရဲ့လင်ရခြင်းစိတ်ကလေးကလေပြင်းမြောက်တော့မယ်ဘူးပွင့်တော့မယ် အဲ့ဒီတော့ ရခြင်းနဲ့ အဲ့ဒီတော့တငယ်ချင်းရောက်မှဖြစ်သွားပြီဘောလို့ အေးပေါ့ အေးနေ့ကစံပွဲပြေလေးစားကြအောင်နော် ဟမ် အော်စံပွဲပြေစားကြအောင်လို့နော် อ๋อအခိုင်းနဲ့ပြနေရပဲအေးငါတို့အမတ်0နဲ့ခဏကြားခဲ့ကြရလေ မနေမရဲ့ရှားလိုက်ရတာမမောနေရပဲအမကျွန်တော်နဲ့မိတ်ဆက်ပေးမယ်ဆိုတဲ့ကောင်းမလေးကဘူးတော့မင်းကြီးဟေးတတိထောင်းလေဟေးမင်းကြီးတော့ပြစ်ထားလို့ရလည်းမကောင်းโอ้ยရမူးမြချင်နေစိတ်ရုံဘူးဖြစ်မယ်အော်ရှာလူနာချင်းနေလေးဘယ်လိုလဲဗျ ဝမ်းသာဆရာပဲခမည်းမျိုးသမီးမှာကိုဝင်ရှိနေပြီဗျ ဗျာ ဟာဒီလောက်လဲဝမ်းသာမနေပါနဲ့ဗျာ မဟုတ်လေရှာလေအဲ့ဒါလူနာကျွန်တော်မျိုးသမီးမဟုတ်ဘူးရှာရဲ့ ဟာတာဆိုလားမင်းမလိုက်ကဲလားဟေးတာမင်းမျိုးသားလား ဟုတ်တယ်ဒါကျမလေး ဟဲ့နင်ဘာရှောက်ပြောနေရလဲနင်လမ်းမှာမူးလဲနေရတွေ့လို့ငါနင့်ကိုရိုးရိုးတတကူမြင်ရလေ ရှင်တော့စားပြီးနားလဲဝါပြီးထွေးထုံလုံးနဲ့ အာငါနင့်ကိုစားလဲမစားသလိုဝါပြက်လေထွေးထုတ်ကြအကြောင်းရှိပါဘူးအနင့်ကိုခုမှသိရလေဆရာကျွန်တော်မှမိမလေးရှိပါရင်သွေးလေးရနေပါပြီ ဟဲ့လူစကားကိုလက်စပယ်မပြောနဲ့မင်းတာဝင်မဲလိုက်လား ဟာကျွန်တော်ကြိတ်ဆိုကြိတ်ရဲပါတယ်ကျွန်တော်သူနဲ့မပတ်သက်ဘူးပါဘူး ကျမလည်းချိန်ဆိုချိန်ရဲနော် ဟာငါလည်းကြိတ်ရဲလေ ကျမလည်းချိန်ရဲလေ အဲ့ကြိတ်ရဲတဲ့ တော်နှစ်ယောက်သားချိန်မနေတန်းနဲ့ပို့တေချောင်းကစစ်ဆေးပေးမယ် စစ်ပြားကြိုက်တော့ကစစ် အမေနဲ့ဦးမေကဘာလဲတမီးမမတိုင်းပြောနော် တမီးကမင်းလာပြီဆိုတော့လေအမေကမပြောပြချင်မဲနဲ့ပြောပြတော့မှာပေါ့အေးဟိုးရှည်တုံးက အာချစ်ချစ်တော့ကနေလုံးမနေပါနဲ့မြင်မြင်ပြောစမ်းပါ တောင်းတော့လို့ပါဟိုးတစ်ချိန်တုန်းကတော့သူနဲ့အမေလေးကတိတ်ချစ်ကြတဲ့ချစ်သူတွေပေါ့အေးအဲ့ဒီတုန်းကအမေလည်းတမီးလိုပဲမှုန်ခဲ့တာပေါ့ ရှင် မောင်အရန်ကြောင်းလေးကွာဘယ်ကနေပြအောင်မလဲဘယ်ဆောက်ကြံနေရလဲ ဒီချောင်း ဟာဒါခဏနေပေးပြီးသားကြီးလေသူပဲညောင်းတတ်တယ်ရှင်ဟိုမှာတမန်တွဲလေးကိုကြမ်းသူများတွဲလေးတွေကြီးလိုက်စမ်းဟိုမှာအဲ့လိုချင်းကြတယ်ဆိုတာလေကျင်နာနာယူရရချစ်စကားတိုက်ကားလေးပြောချင်လို့မလေးအခုတော့ရှင်နဲ့ကျမချင်းရလေမသိရင်လေပန်းညမှာချင်းတော့လူမပြုတ်စုနေရတယ်လို့ပဲချစ်စကားတိုက်ကားကိုမပြောရဘူး အော်ဝင်းရဲ့အညုံးပြင်းချစ်တဲ့အကြောင်းတွေအများကြီးပြောမှာဗော မလေးရှင်းစီကချစ်စကားကြိုက်စကားကြားဖို့ရေရှင်းအညောင်းပြရင်နှိပ်ပေးအောင်မယ်ပေါ့မနှိပ်ပေးနိုင်တော့ဘူးဟဲ့တလွန်တည်းလေအိမ်ကပေးကြတဲ့ကမောတော့ယူလိုက်တော့โอเคမှာဆိုပြေဦးမယ်ဒီ
အဝင်းနင်ဘာဖောက်ပြန်ချင်နေရနော် စကားဖြစ်စတာပါရှင်ကလည်း ပြောနေနင်စိတ်ထဲမှာမရှိဘဲနဲ့ဒီအကြောင်းအရာတွေနင်ပါစက်တည်းပြောလာကြဘာအကြောင်းမှမရှိဘူးနင်ဖောက်ပြန်ချင်နေတာနင်ဖောက်ပြန်ချင်နေတာ ဟုတ်တယ်ဟဲ့ဖောက်ပြန်ခြင်းနေတာကဘာဖြစ်လဲမနိုင်ပေးနိုင်တော့လို့ဖောက်ပြန်တာဘာဖြစ်လဲ တိတ်ရဲ့နင်ဟာလေအဝင်း ဘာလဲ ငါနင့်ကိုချစ်လွန်းလို့နော်နင့်ကိုရွေးချယ်စရာနှစ်ခုပေးမယ် ပြော နင်ငါ့ကိုနှိပ်ပေးနေဆက်ချင်မလားဒါမှမဟုတ်နင့်ရဲ့တင်မောတက်ချက်ပြီးချစ်မလားပြော မနိုင်ပေးနိုင်တော့တင်မတော့ဝယ်ယူတော့မယ် နင်ငါအဲ့လိုမျိုးပြောမယ်ဆိုတာငါသိတယ်နင်နဲ့ကလည်းပြက်ပြီနင်ကတော့ဘယ်တော့မှမလိုက်ရနဲ့ မောင်ပြတ်တော့လည်းကောင်းတာပဲလက်ညောင်းလာတက်တာပေါ့အဲ့ဒါပဲတမီး ဘာနင်တို့တော့ကောင်ငါစိတ်ပဲများထင်းနေလား ဟောဟုတ်တယ်မလည်းမောင်ကျွန်တော်ဖြစ်ကြိုက်နေကြားလာပြီ ပြုံးလည်းငါမကြိုက်ရလို့ညင်းမိတာလေ ဟာမလည်းကျွန်တော်ဘယ်လိုပုံစံနေပေးမှမကျွန်တော်ကြိုက်မှာလဲပြော ငါကိုရီးယားမင်းသားကြီးကြိုက်တာဆိုနင်ကိုရီးယားလိုပြောနိုင်တော့ငါစဉ်းစားနေမယ်လေ ကိုရီးယားလိုလွယ်လွယ်လေးအညောဟာစီယောယောနမနဆဘန်ကစနီဒါရင်ချနာဒင်းနီ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 ဒင်းနီ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 ဘလော့လွယ်လေမရဲ့အကဲဖြေပြီးတော့ နင်အဲ့ဒါအဲ့လိုပြောတတ်လား အင်္ဂလိပ်လိုများလွယ်လွယ်လေး You are my angel angel baby angel I love angel angel I love အဲ့ဒါနင်ဘယ်စကားပြောတတ်လားနင်ဘယ်စကားပြောတတ်ရင်တော့နင်ကတန်ချစ်မယ်ဟာ လွယ်လွယ်လေးအမျော်ကြည့်မယ်နော်ကျွန်တော်က effort ကလေးတိတ်ကြော်ကြိုက်တာအမိုကတိတ်ချော်ကောတော့ကျွန်တော်အသိကိုကြော်ကြည့်တာပဲဘလို့လဲ နောက်ဆုံးနေနဲ့ဟာနင်တင်းလို့ပြောတတ်လားနင်တင်းလို့ပြောတတ်ရင်တော့အခုချက်ချင်းပြန်တွေ့မယ်ဟာ တကယ်နော်我对你是一见钟情爱我吧我爱你 ဟဲ့နင်တင်းလို့ပြောစကကောင်းလိုက်လား ကောင်းပါဗောကျွန်တော်ကလေZ Chinese language center မှာတရုတ်စကားပြောငါလားပြည့်နဲ့တင်ထားတာ ချိန်တိုတွင်တရုတ်စကားကို pre-intermediate level အထိပြောတတ်သွားတဲ့အပြင် HSK ဖြည့်ဆိုဖို့ပြင်ဆင်နေတဲ့သူတွေအတွက်ပါအများကြီးအထောက်အကူဖြစ်စေတယ်။လက်ရှိကျွန်တော်ကတော့ငါးလအပြည့်တင်တန်းတက်ပြီးသွားလို့ Z က intermediate level အတန်းကိုဆက်တက်နေပါတယ်ခင်ဗျာ။ပြီးသွားရင်တက်မှတ်ထားတဲ့ကာလ၄လ၅လအတွင်းတရုတ်စကားမပြောတတ်သေးဘူးဆိုရင်လည်းတင်တန်းကြီးကို100%ပြန်အမ်းပေးတာတဲ့နော်။အတန်းခွဲတွေဆိုရင်လည်း in person class 15ရောက်အယောက်20ပဲလက်ခံပြီး online class ဆိုရင်လည်း10ရောက်ပဲကန့်တက်လက်ခံတာမို့လို့အနည်းဆက် view site ပေးတယ်ဟာ။ကဲတရုတ်စကားကိုအမြန်ဆုံးတက်ချင်နေဆိုရင်တော့ Z Chinese language center အခုပဲ join လိုက်တော့နော်။ မမအသေးစိတ်သိချင်နေဆိုရင်တော့ဟောဒီအပေါ် page တွေမှာတွားရောက်ဆောင်ဆန်းမင်းမြန်လို့ရတယ်ကဲမမပြောထားတဲ့အတိုင်းဒီနေ့ကနေစပြီးမမနဲ့ကျွန်တော်နဲ့အသေးရှိသွားရင်နော်အစင်ရတက်တော့တပုတ်ရိုက်ပေးဦး ဟမ်တို့ပါတို့ပါ 哎呦，你阿妈你没意识到面对我的哦，没俺在那用你瓜，吓死人！ ဒီကောင်ကနင်းကိုနာလို့ဖြစ်နေလား အမေကြီးဒီနေ့နေစားပြီးကြောင်းမိတ်ပြီးတဲ့သားတော့ ရှောက်ပိတ်ပြန်ပြီ ဟုတ်တယ်လေ နင်ကြောက်လေခုနကမှမကြဘူးပိတ်တော့လား ဟုတ်ပါရဲ့ဆို ဟဲနင်ကြောက်မသွားချင်လို့ငါလာချင်းထဲနေမလားပြောစမ်း မဟုတ်ဘူးအမေသူပြောရမှန်းတယ်ဆမပြောတောင်းစေအောင်ပိတ်တာတဲ့ စိတ်တော့ဟဲ့ညကြောင်းကလည်းဟဲ့ဖွင့်နာသေးပိတ်ရကတရားပါလားငါမှနင်တို့ညောက်ကြောင်းသွားနေတော့ဟဲ့မျက်စိနားတွေအေးတယ်ဆိုရင်မှနေနေမလဲဖြုံဘယ်လိုကြမလဲနင်တို့ညောက်နေရတော့အေးကဲတော်ဒီမိုးချိုတမင်းစားကြတော့သွားဒီမြောက်နေတော့ငါဘလို့မှမဖြစ်ဘူးပုံမကိုဖြစ်မှာပါဘာလို့သူ့လှမ်းခုံမှာဖြစ်မှာပါမြနေကြည့်ပြရမှာကလေးနဲ့ကောင်ကသူတို့ပဲ